အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ် Model မြင့်အမျိုးအစားကောင်း 125R ဘိန်းရှယ်လေးတစ်စီးရောက်ထားပါတယ် Kanta 125R လေးဖြစ်ပါတယ် 2022 Model လေးပါရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးကိုတန့်ပါသေးတယ် Kanta R ဘိန်းလေးဖြစ်ပါတယ်ရှေ့တာယာ90ရာခိုင်နှုန်းလောက်ကျန်ပါမယ်အင်ဂျင်စီယိုစိန်ကင်းပါမယ်အင်ဂျင်လုံးဝကိုငြိမ်ပါမယ်စက်တက်မီလိုင်းတွေလည်းအကုန်ကောင်းပါတယ်ကာဘာဆေးသားလေးတွေတော်တော်လေးကိုလှပါသေးတယ်ရှေ့ဖောက်နောက်ဖောက်တွေကောင်းပါတယ်နောက်တာရလည်း90ရာခိုင်နှုန်းလောက်ကျန်ပါမယ်မန်းလိုင်စင်84ရပလက်နဲ့လာပါမယ်တက်တန်းက2029 6လပိုင်းအထိရှိပါမယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့23သိန်း5000ဖြစ်ပါတယ်53ဘီလန်133134ကျမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်